အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဆမ်းမင်းဖြစ်ပါတယ်အခုကျွန်တော်အရန်ထဲမှာရင်ခုန်လှုပ်ရှားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကျွန်တော်ဘဝမှာမရဘူးတဲ့အရန်ထဲမှာတန်ဖိုးကြည့်တယ်ကားတစ်စီးကိုသုံးရမှာဖြစ်ပါတယ်အဲ့ဒီကားတစ်စီးရဲ့တန်ဖိုးကတော့ပတ်9 သန်းတန်ပါတယ်အဲ့ဒီလိုမျိုးကျွန်တော်9 သန်းတန်တဲ့ကားကိုကျွန်တော်ကလက်ငင်းပေးပြီးဝယ်မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဘာမှအပူပင်မရှိဘူးဟုတ်ပြီအဲ့ဒီတော့ဒီလိုမျိုးကျွန်တော်လာရောက်ပြီးပြောရခြင်းအကြောင်းအရာလဲကျွန်တော်အနေနဲ့ကျွန်တော်ဝယ်နိုင်လို့ကျွန်တော်ရှိလို့လာပြီးတော့ပြောတာမဟုတ်ပါဘူးခင်ဗျကျွန်တော်အနေနဲ့ကျွန်တော်ရဲ့အောင်မြင်မှုကိုကျွန်တော်မရဘူးတဲ့ဒီလိုမျိုးတန်ဖိုးကြီးတဲ့ကားတွေကိုအမြဲတမ်းအမှတ်ရနေဖို့အတွက်ကျွန်တော်အနေနဲ့လာရောက်ပြီးတော့ဗီဒီယိုလုပ်ရခြင်းဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်လိုမျိုးပဲအခြေခံလူသားစားတယောက်ကနေပြီးတော့အောင်မြင်တဲ့ဒီလိုမျိုးတန်ဖိုးကြီးတဲ့ကားတွေဝယ်နိုင်ဖို့အတွက်အတူယူအားကြစရာကောင်းတဲ့စံပြနော်လူတယောက်လည်းဖြစ်အောင်ပြီးရင်ကျွန်တော်ကိုကြည့်ပြီးတော့အားကြပြီးတော့သူတို့ဘဝတွေပြောင်းလဲစေချင်လွန်းလို့ကျွန်တော်ဒီဗီဒီယိုကိုလုပ်ရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီလိုမျိုးဘဝမျိုးကိုတစ်ခါမှနော်ကားစီးကြီးနဲ့ချမ်းသာလာမယ်ဆိုတာလေကျွန်တော်မမျှော်လင့်ခဲ့ဘူးဖြစ်လာနိုင်မယ်လို့တော့မထင်ခဲ့ဘူးဒါပေမဲ့အဲ့ဒီမဖြစ်လာနိုင်ဘူးလို့ထင်တဲ့ຢာတွေကဒီနေ့အရန်ထဲမှာဖြစ်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ဒီလိုမျိုးဖြစ်လာနိုင်ခဲ့တယ်ဆိုတာကလည်းကျွန်တော်ဘဝမှာလက်စိအခြေအနေမပြည့်စုံတဲ့ဘဝဆင်းရဲတဲ့ဘဝကနေပြီးတော့လွတ်မြောက်ခြင်းတဲ့စိတ်ပြင်းပြတဲ့စိတ်ရှိလို့ပါတယ်ပြီးလို့ရှိရင်အဲ့ဒီလိုမျိုးဆင်းရဲတဲ့နော်ငွေကြေးအဆင်မပြေမှုရဲ့ဘဝတွေကလွတ်မြောက်ခြင်းနဲ့စိတ်ကိုရှိပြီးတော့ကိုယ့်ဘဝကိုအောင်မြင်နိုင်အောင်ပေးနိုင်တဲ့အလုပ်ကိုင်တွေကိုစာဖွေခဲလိုပါတယ်ဒီနေ့နားထောင်နေတဲ့နော်မိတ်ဆွေတို့အားလုံးကလည်းလောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးမဖြစ်သေးတာပဲရှိပါတယ်ဒါကြောင့်မလို့အဲ့ဒီမဖြစ်သေးတဲ့အရာကိုဖြစ်အောင်လုပ်ချင်တဲ့စိတ်ဆန္ဒပြင်းပြမှုရှိမယ်ဆိုလို့ရှိရင်ဒီနေ့ကြည့်နေတဲ့မိတ်ဆွေတွေလည်းကျွန်တော်လိုမျိုးပဲအခြေခံလူဒန်းစားဘဝတစ်ယောက်ကနေပြီးတော့ချမ်းသာတဲ့ကားကောင်းစားကြီးနိုင်တဲ့လူတစ်ယောက်ဖြစ်လာမယ်ဆိုတာကျွန်တော်ရဲကိုယုံကြည်ပါတယ်ခင်ဗျဒါကြောင့်မလို့ဒီဗီလေးကိုကြည့်ပြီးတော့မိတ်ဆွေတို့ရဲ့ဘဝမှာလက်ရှိအခြေအနေကနေပြီးတော့ဒီထက်ပိုပြီးမြင့်မာတဲ့ဘဝကိုရောက်ချင်တဲ့စိတ်တွေကိုအကောင်တွေပေါ်ဖို့အတွက်စဉ်းစားလိုက်ပါလို့ပြောချင်ပါတယ်ကျွန်တော်နဲ့အတူကားအသစ်ကြီးကိုသွားပြီးတော့ယူကြပါစို့လို့ပြောချင်ပါတယ်ခင်ဗျအားလုံးမင်္ဂလာပါခင်ဗျ